ဒီဖုန်းလေးကတော့ iPhone AS လေးဖြစ်ပါတယ်သူရဲ့အားဘယ်လိုလေးလဲဆိုတော့ no power အနေထားလေးမှာပေါ့ဒါကဆိုင်ပြန်လုံးလေးပါရှေ့မှာလည်းပြင်ခဲ့သေးရဲ့တဲ့ရှေ့ဆိုင်မရဘူးဆိုတဲ့အချင်းလေးကြောင့်ပြောလို့ကျွန်တော်တို့ဖုန်းလေးကိုအကုန်လုံးစစ်ကြည့်ကြမယ်ပေါ့ကဲဒါကတော့နှစ်ချမ်းမခွာခင်စစ်ကြည့်နေတာမှာနှစ်ချမ်းလေးကလည်းဟာနေရဗျဒါတခြားလေးတီးအောင်လို့ရိုက်ပြထားတာနှစ်ချမ်းကလည်းဟာနေတယ်ကဲနှစ်ချမ်းလည်းဟာနေတယ်ဆိုတော့ကျွန်တော်တို့နှစ်ချမ်းခွာပြီးစစ်ကြမယ်နှစ်ချမ်းလည်းခွာပြီးသွားပြီပေါ်ကြမှာတော့ audio IC မပါခဲ့ဘူးဗျဘာလို့လဲတော့မသိဘူးကျွန်တော်တို့ပြန်လည်းပြင်ရမယ်ဒါကတော့ပြန်လည်းပြင်နေတာမှာနှစ်ချမ်းလည်းပြန်ကပ်ပြီးသွားပါပြီကဲပါဝါလည်းလာတော့ပါပြီဗျပါဝါလာနေတာမှာကျွန်တော်တို့ဖုန်းထဲမှာထည့်ပြီးတော့စမ်းရမယ် line တက်မတက်ပေါ့ password ကမတောင်းလိုက်ဘူးဆိုတော့ single ထည့်ပြီးစမ်းလိုက်တယ်ကဲ line လည်းတက်သွားပါပြီတက်လည်းအဆင်ပြေသွားပါပြီ